ကောင်လေးတယောက်ကလမ်းဘေးကြောင်လေးကိုကယ်တင်ဖို့အတွက်တစ်ပင်ပေါ်ကနေခုန်ဆင်းလိုက်ပါတယ်ဒါပေမဲ့ဖြတ်သွားတဲ့ကောင်မလေးတယောက်ပေါ်မတော်တဆပြုတ်ကျသွားခဲ့ပါတယ်သူလည်းချက်ချင်းပြန်ထပြီးကောင်မလေးကိုတောင်းပန်လိုက်ပါတယ်ကောင်မလေးကကောင်လေးရဲ့ချုံမောတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့မြင်မြင်ချင်းပဲချစ်မိသွားခဲ့ပါတော့တယ်အဲ့ဒီအချိန်ကစပြီးကောင်မလေးကကောင်လေးကယ်တင်ခဲ့တဲ့ကြောင်လေးစီသွားပြီးနေတိုင်းတိတ်တခိုးလေးအစာကျွေးလေးရှိပါတယ်ဒါပေမဲ့ကိုအားငယ်တတ်တဲ့ကောင်မလေးကတော့သူကြောင်စာကျွေးနေတာကိုကောင်လေးတီးသွားမှစိုးရိမ်နေခဲ့ပါတယ်ကောင်လေးကတော့ကြောင်စာခွက်ထဲကလက်ကျန်မုံတွေကိုကြည့်ပြီးဘသူကများနေတိုင်းလာကျွေးနေတာလဲဆိုပြီးတွေးနေမိပါတယ်တနေ့မှာတော့ကောင်လေးကကြောင်ဝန်းထဲမှာဂိမ်းခိုးစော့နေတာကိုကောင်မလေးကတွေ့သွားပါတယ်ကောင်လေးကသူမကိုမြင်တော့နှစ်ယောက်စလုံးဘာလို့ရမှန်းမသိဖြစ်သွားကြတယ်အဲ့ဒီအချိန်မှာပဲဆရာရဲ့အတန်ကိုကြားလိုက်ရတာကြောင့်ကောင်လေးကကောင်မလေးကိုအတန်နဲ့ချက်ချင်းဆွဲခေါ်လိုက်ပါတယ်ပြီးတော့ကြောင်ဝန်းထဲမှာဂိမ်းခိုးစော့နေတဲ့အကြောင်းဆရာကိုမတိုင်ဖို့အတနာခံပါတယ်ဘာလို့လဲဆိုတော့သူကအဲ့ဒီဂိမ်းဆက်ကိုဆရာစီကနေအခုလေးတင်ပြန်တောင်းထားရလို့ပါကောင်မလေးရဲ့မျက်နှာကိုစိုက်ကြည့်ရင်ကောင်လေးကနာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်ပါတယ်ကောင်မလေးကနာမည်ပြောပြလိုက်တဲ့အခါကောင်လေးအံ့ဩသွားပါတယ်ဘာလို့လဲဆိုတော့ဆရာပြောနေတဲ့စာစီစာကုန်းအရန်တော်တဲ့ကျောင်းသူဖြစ်နေလို့ပါဒါနဲ့ကောင်လေးကသူ့ကိုစာကူတင်ပေးဖို့အကူအညီတောင်းလိုက်ပါတယ်ကောင်မလေးအံ့ဩသွားပေမဲ့လည်းလက်ခံလိုက်ပါတယ်ဒီလိုနဲ့သူတို့နှစ်ယောက်ကျောင်းရှိကကော်ဖီဆိုင်မှာစာတင်ဖို့ချိန်လိုက်ကြပါတယ်ကောင်လေးနဲ့နှစ်ယောက်ထဲတွေ့ရမယ်ပထမဆုံးအချိန်မို့လို့ကောင်မလေးကတိတိကျကျပြင်ဆင်ပြီးသွားခဲ့ပါတယ်မထင်မှတ်ထားတာကကောင်လေးကဆိုင်ကိုကျောင်းလေးပါခေါ်လာခဲ့ပါတယ်တောက်ဆရာမတဲ့အခါကောင်လေးကရေခဲထည့်ထားတဲ့ကော်ဖီပြင်းပြင်းတစ်ခွက်မှလိုက်ပါတယ်ကောင်မလေးကလည်းသူနဲ့တူတာလိုက်မှချင်းပေမဲ့အေးတွေအများကြီးတောက်ရင်ကျမ်းမာရေးထိခိုက်မှာဆိုလို့ဆိုပြီးကောင်လေးကကောင်မလေးအတွက်ကော်ဖီပူပူတစ်ခွက်ပြောင်းမှပေးလိုက်ပါတယ်ကောင်မလေးကကြောင်ချစ်တမန်တီတော့ကောင်လေးကကြောင်ကိုလှောင်ရင်ထဲကနေထုတ်ပေးလိုက်ပါတယ်ကြောင်လေးကကောင်မလေးကိုကြောက်မယ်လို့သူထင်ထားပေမဲ့တကယ်တမ်းကျတော့အရန်ခင်နေတာကိုတွေ့လိုက်ရတယ်ဒါကြောင့်ကြောင်လေးကိုနေတိုင်းအစာကျွေးနေတာဒီကောင်မလေးပဲဖြစ်ရမယ်လို့ကောင်လေးတန်တရားဝင်သွားပါတယ်စာတင်ရလွယ်ကူသွားအောင်လို့ကောင်လေးကကောင်မလေးရဲ့ဘေးနာကိုတမင်တကာရွှေ့ထိုင်လိုက်ပါတယ်ကောင်လေးကသူ့ဘေးနာအရန်ကတ်ထိုင်လိုက်တဲ့အတွက်ကောင်မလေးခမညာရှက်ပြီးမျက်နှာတွေတောင်နေရဲသွားပါတယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်တငယ်ချင်းကောင်းတွေဖြစ်သွားကြပါတယ်သူတို့ကကော်ဖီဆိုင်မှာစာအတူလုပ်လေးရှိတယ်လို့ကြောင်းသွားကြောင်းပြန်လဲအတူတူသွားကြပါတယ်တက္ကသိုလ်ကောင်းတစ်ခုကိုအတူတူတက်ကြမယ်လို့လည်းကတိထားခဲ့ကြတယ်ဒါပေမဲ့အရာအလုံးအဆင်ပြေနေပြီလို့ကောင်မလေးထင်နေချိန်မှာပဲမမျှော်လင့်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်စာမွေးပွဲဖြေတဲ့နေ့မှာကောင်မလေးပိုင်းအောင်လာတာကြောင့်သူတက်ချင်တဲ့တက္ကသိုလ်ကိုဝင်ခွင့်မရတော့ပါဘူးကောင်မလေးတော်တော်လေးစိတ်ပြတ်သွားပြီးကောင်လေးနဲ့ထားခဲ့တဲ့ကတိကိုမတည်နိုင်တော့ဘူးလို့သူခံစားလိုက်ရတယ်ဒါနဲ့သူတယောက်တည်းပင်လယ်ကမ်းခြေဘက်ကိုထွက်လာခဲ့ပါတယ်ဒါပေမဲ့သူမထင်မှတ်ထားတာကကောင်လေးရုတ်တရက်ရောက်ချလာခဲ့တာပါပဲ